ဒီကနေ့ခေတ်မှာတော့ကြားကြီးတွေဟာတောပင်အခစ်ဟိန်းဟောက်နေကြပါမယ်ဟိုးရှိတုန်းကတော့သူတို့ဟာကြောင်ကလေးတစ်ကောင်စီမှာတပည့်အခန်းဒီပညာသင်ခဲ့ရတယ်ဆိုတာသင်သိပါသလားအဲ့ဒီတုန်းကကြားကြီးဟာအင်အားသာရှိပြီးအမဲလိုက်ရမှာတော့ဖြက်လက်မှုမရှိခဲ့ပါဘူးဒါကြောင့်မဲတစ်ကိုင်းပေါ်မှာခန့်ခန့်ညာညာထိုင်နေတဲ့ကြောင်ဆရာစီမှာခြေသာလုံအောင်ရှောက်နီးနဲ့အမဲလိုက်နီးတွေကိုစတင်သင်ယူခဲ့ရတာပေါ့ဗျာထိုသင်ကြားမှုတွေကတော့တကယ့်ကိုခက်ခဲလွန်းလာပါတယ်6ကန်နေတဲ့တိရ6တွေပေါ်မှာခြေသံမကြားရအောင်ရှောက်ရတဲ့အတက်သားကောင်ကိုချောင်းမြောင်းတဲ့အခါနဲ့တောင်တစ်ခတ်တောင်မလုတ်ရတဲ့အတက်တွေကိုကြောင်ဆရာကစိတ်ရှည်လက်ရှည်သင်ပေးခဲ့ပါတယ်ကြားကြီးဟာလည်းသူ့ဆရာသင်သမျှကိုအားတက်တရုတ်လိုက်လို့ညင်တနေ့ထက်တနေ့ပိုပြီးတော်လာခဲ့တယ်ဒါပေမဲ့ဘာနဲ့တဲ့ကြောင်ဆရာကတော့သူ့တပည့်ကြားကြီးရဲ့အင်အားကိုကြည့်ပြီးပညာတစ်ခုကိုတော့လွတ်ဖွဲ့ခြံထားခဲ့ပါတယ်ဗျာအဲ့ဒါကတော့တစ်ပင်တက်တဲ့အတက်ပဲဖြစ်ပါတယ်ဒီလိုနဲ့ဒီနေ့မှာတော့အင်အားတွေပြည့်စုံလာတဲ့ကြားကြီးဟာလောဘတက်လာပြီးသူ့ဆရာကြောင်ကလေးကိုတော့ပြန်စားဖို့ကြံစီပါတော့တယ်ဆရာပညာတွေအကုန်ရပြီဆိုတော့ဆရာကိုကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်ပိုက်ချဲထည့်ထားခြင်းတယ်လို့ပြောပြီးကြားကြီးကခုံအုပ်လိုက်တဲ့အချိန်ကြောင်ကလေးကတော့သူခြံထားခဲ့တဲ့လျှို့ဝှက်ခဲ့တဲ့အတိုင်းတစ်ပင်ပေါ်ကိုအမြန်ဆုံးတက်ပြီးသွားပါတော့တယ်ကြားကြီးကအောက်ကနေမော့ကြည့်ရင်ဟိန်းဟောင်းနေုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးဒါကြောင့်လဲဒီနေ့အထိကြားတွေဟာတစ်ပင်မတတ်တတ်ကြတာပေါ့သင်ခန်းစာကတော့ပညာသင်ပေးသူအပေါ်ကျေးဇူးမကမ်းပါနဲ့ဆိုတာရဲ့မိမိကိုယ်ကိုကာကွယ်ဖို့အတတ်ပညာတစ်ခုအမြဲချန်ထားပါဆိုတာပါပဲဗျ